အားလုံးပဲမင်္ဂလာပါဒီနေ့တော့အမျိုးသမီးတွေအတွက်အရေးပါလာတဲ့ကျန်းမာရေးအကြောင်းအရာတစ်ခုဖြစ်တဲ့ရင်သားကင်ဆာနဲ့ပတ်သက်ပြီးတော့မျှဝေသွားမှာပဲဖြစ်တယ်ဗျအဲ့တော့ရင်သားကင်ဆာကကမ္ဘာတစ်ဝန်းမှာရှိတဲ့အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာတွေတဲကတစ်ခုပဲအဲကောင်းတဲ့ဘက်ကတစ်ခုပြောမယ်ဆိုခဲ့ရင်သူဟာစောစောတိပြီးတော့စောစောကုမယ်ဆိုခဲ့ရင်ပျောက်ကင်းနိုင်ခြင်းမြင့်မားတဲ့ကင်ဆာတွေတဲကတစ်ခုပဲဗျအဲ့တော့ကအခုနားထောင်နေခဲ့တဲ့မိတ်ဆွေတွေကရင်သားကင်ဆာရဲ့စအုပ်လက္ခဏာတွေကိုသိထားဖို့အတွက်လိုအပ်တယ်အရေးကြီးဆုံးပေါ့နော်ရင်သားကင်ဆာဖြစ်မဲ့ဖြစ်ပေါ့နော်စောစောစီစီကိုကသတိထားတင်တဲ့လက္ခဏာ6ချက်ကိုကျွန်တော်ကအဓိကထားပြီးတော့မျှဝေသွားမယ်ပြီးပြီဆိုခဲ့ရင်ဒီလက္ခဏာတွေဖြစ်ခဲ့တယ်ဆိုခဲ့ရင်ဘာဆက်လုပ်ကြမလဲဘယ်လိုမျိုးစစ်ဆေးမှုတွေလုပ်တင်တယ်လဲဆိုတာလေးကိုလည်းကျွန်တော်ကမျှဝေသွားမှာပဲဖြစ်တယ်ဗျအဲ့တော့နံပါတ်1ကိုယ့်ရဲ့ရင်သားထဲမှာပေါ့ဗျာအဖုဒါမှမဟုတ်လေအကျိတ်ကိုတွေးခဲ့ပြီဆိုခဲ့ရင်မပေါ့စားပါနဲ့အဲ့တော့ရင်သားကင်ဆာရဲ့အဖြစ်အများဆုံးနဲ့အတွေ့အများဆုံးလက္ခဏာကတော့ရင်သားမှာအဖုဖြစ်တာပဲဗျအဲ့တော့ကင်ဆာဆိုတော့ကင်ဆာဂျိတ်လေးပေါ့ဗျဒါလေးကိုဖြစ်တာပဲအများအားဖြင့်နာကျင်မှုမရှိတတ်ဘူးမာမာကြီးဖြစ်နေတတ်တယ်ပြီးတော့သူကတကြီးကြီးနဲ့ဒီအကျိတ်ကကြီးလာတတ်တယ်အဲ့တော့သတိထားမယ့်ချက်ကတော့အကျိတ်တွေ့လာတဲ့တရားတွေဟာငါတော့ကင်ဆာဖြစ်နေပါပြီဆိုခဲ့ပြီးတော့ကြောက်သွားလားလို့စိတ်သက်ကြသွားလားလို့ဒါမျိုးတွေမဖြစ်ပါနဲ့ရင်သားမှာဖြစ်တဲ့အဖုတိုင်းကကင်ဆာဂျိတ်မဟုတ်ပါဘူးဒါပေမဲ့လည်းမပေါ်စားပါနဲ့ကိုကအကျိတ်တွေ့ပြီးတန်တရားရှိတယ်ဆိုခဲ့ရင်တက်ကြွနားလည်းဆရာဝန်စီကိုတွားပြီးတော့လိုအပ်တဲ့စမ်းသပ်မှုတွေစစ်ဆေးမှုတွေဒါလုပ်လိုက်မယ်ပေါ့နော်နောက်တစ်ခုကတော့ရင်သားရဲ့အရွယ်အစားဒါမှမဟုတ်လေပုံစံတန်ကပြောင်းလဲလာတယ်အဲ့တော့ရင်သားတစ်ဖက်ကအညီနဲ့ရှိနေရမယ်အဲ့ချိန်မှာရုတ်တရက်ကြီးပေါ့ဗျာတစ်ဖက်ကပို့ပြီးတော့ကြီးလာတယ်တို့ပုံစံကတော့ညာရင်သားဆိုတဲ့တဘာဝကတင်းနေတယ်ဒါပေမဲ့လည်းအနှဲငယ်လေးတွဲပြီးတော့ကြာနေတာရှိတယ်အဲ့ဒီချိန်မှာတစ်ဖက်ကတိတိတတ်တာလေးတွဲပြီးတော့ကြာလာတယ်အဲ့လိုပုံစံပြောင်းလဲလာခဲ့တယ်ပြီးတော့အဲ့ဒီရင်သားတစ်ဖက်ကဖောင်းလာခဲ့တယ်ဒါမျိုးလေးတွေဖြစ်လာခဲ့ပြီဆိုခဲ့ရင်တော့လည်းတတိထားခဲ့တယ်ဗျပြီးတော့နံပါတ်3နေတဲ့ကရင်သားအရေပြားပြောင်းလဲလာအဲ့တော့ဒီ breast ပေါ့ဗျာရင်သားပေါ်မှာရှိတဲ့အရေပြားကခြိုက်ဝင်လာတယ်ပေါ့နော်ဥပမာလိမ္မော်ဒီခွန်လေးမှာခြိုက်ဖုလေးဖြစ်တယ်လို့မျိုးပဲရင်သားရဲ့တဘာဝကပုံမှန်အားဖြင့်တော့လေဒီပြောင်တင်းနေတယ်ပေါ့နော်ဒါပေမဲ့လည်းလိမ္မော်ဒီခိုလိုမျိုးခြိုက်ဖုလေးဖြစ်လာခဲ့ပြီးတော့ထိခိုက်မှုမရှိဘဲနဲ့ပေါ့နော်ရင်သားကหนีရဲလာခဲ့တယ်ရေဓာတ်တွေကပုံမှန်ထက်ပိုထူလာခဲ့တယ်ဆိုခဲ့ရင်တော့လည်းတတိထားရမယ်ဗျနောက်တစ်ခုနံပါတ်4ပေါ့နော်ဒါကတော့နို့ဒီကောင်းပေါ့နော်ကျွန်တော် nipple ကပုံစံပြောင်းလဲသွားတယ်အဲ့တော့သူကအတွင်းဘက်ကိုခြိုက်ဝင်လာတယ်ပြီးတော့လည်းပုံမှန်မဟုတ်ဘဲနဲ့ပုံစံမျိုးလေးတွေဒါပြောင်းလဲသွားတယ်ပြီးတော့အဲ့ဒီရဲ့ nipple ပေါ့ဗျာနို့ဒီကောင်းပေါ်မှာအနာလေးတွေစပြီးတော့ဖြစ်လာခဲ့တယ်ဆိုခဲ့ရင်တော့လည်းဒါမပေါ်မစားတတိထားတဲ့လက္ခဏာတွေကတစ်ခုပဲဗျပြီးတော့ဒီ nipple ပေါ့ဗျာအဲ့တော့ကိုဝင်ရှိတာလည်းမဟုတ်ဘူးပြီးတော့နို့တိုက်နေတာလည်းမဟုတ်ဘဲနဲ့မျိုးသမီးတယောက်ရဲ့ဒီ nipple ဒီနိုဒီကောင်းကနေပြီးတော့တွေးတာမှမဟုတ်လေအရေးကြီးတွေထွက်လာတယ်တစ်ခါလေကြာရင်အရေးနောက်တွေထွက်လာတယ်တချို့ဆိုမှာအနက်တော့နည်းနည်းလေးရတယ်ပေါ့နော်အနက်နည်းနည်းဆိုးတဲ့အရေးတွေထွက်လာဒါဆိုရင်တော့လုံးဝမပေါ်စားပါနဲ့ဆရာဝန်နဲ့တရားတော့တိုင်မယ်မှာဒါလည်းအရေးကြီးတဲ့လက္ခဏာတွေကတစ်ခုပဲကြပြီးတော့နံပါတ်6အနေနဲ့ကတော့ကိုယ့်ရဲ့ဂျိုင်းကြားကတင်းလေးဖြစ်လာတယ်အဲ့တော့အကျိတ်လိုပေါ့နော်အဖုလေးတွေစမ်းမိလာတယ်ပြီးတော့ဂျိုင်းကြားကပုံမှန်ထက်ပိုပြီးတော့ဖောင်းလာတယ်မျိုးသမီးတွေပေါ့နော်လက်မြောက်တယ်ဆိုတဲ့အချိန်မှာဘယ်ဘက်လက်မြောက်တာလဲညာဘက်လက်မြောက်တာနဲ့မှာပေါ့ဗျာဂျိုင်းတစ်ဖက်ပေါ့လက်တစ်ဖက်ကနေပြီးမြောက်ကလာတင်းဖြစ်လာခဲ့တယ်ဆိုခဲ့ရင်ဒါကဂျိုင်းမှာအကျိတ်ဖြစ်နေတယ်ဆိုတဲ့ဒါလက္ခဏာပဲအဲ့တော့အဲ့ဒီဘက်ဂျိုင်းမှာအကျိတ်ဒါမှမဟုတ်လေတင်းလာတယ်လို့ဖြစ်တယ်ကိုယ့်ရဲ့အဲ့ဒီဘက်ချမ်းမှာရှိတဲ့ဒီရင်သားကပုံစံပြောင်းလဲလာတယ်လို့ကျွန်တော်ရှေ့ရပြောခဲ့တဲ့ဒီတစ်ကနေ9အတွင်းကပေါ့ဗျာတစ်ခုခုလည်းဖြစ်လာခဲ့တယ်ဆိုခဲ့ရတော့လေဒါတတိထားခဲ့တယ်ဒါကကင်ဆာပေါ့ဗျာရင်သားကင်ဆာဒါဖြစ်ဖို့ chance တွေရှိနေတယ်အဲ့တော့ကပေါ့ဆဆမနေပဲနဲ့ဆရာဝန်နဲ့တွားတိုင်ပြီးစစ်ဆေးမှုတွေလုပ်ရမှာကြဘယ်သူတွေပို့ပြီးတော့တတိထားတင်တယ်လဲဆိုခဲ့ရင်အထူးသဖြင့်တော့အသက်50ကျော်လာတယ်ဆိုတဲ့အမျိုးသမီးတွေမှာတတိထားတင်တယ်ကြပြီးတော့40နဲ့50ကြားမှာလည်းမပေါ့စားတင်ဘူးပေါ့ဗျာပြီးတော့ကိုယ့်ရဲ့အမေတွေအတော်တွေအမတွေပေါ့ဗျာကိုယ့်ရဲ့မိသားစုဝင်တွေထဲမှာရင်သားကင်ဆာဖြစ်ခဲ့ဘူးတဲ့လူတွေညာရှိသလားဒီ family history ရှိခဲ့ဘူးတဲ့ဒါမျိုးတွေဆိုရင်မပေါ့စားတင်ဘူးပြီးတော့အဝလွန်ခြင်းနဲ့ကျွန်တော်တို့ရင်သားကင်ဆာနဲ့ကလည်းကျွန်တော်တို့ချိတ်ဆက်နေတတ်တယ်အဲ့တော့ဝါတက်တဲ့အမျိုးသမီးတွေပို့ပြီးတော့ queue site တင်တယ်ပြီးတော့ဒီ alcohol drinking ပေါ့ဗျာအရက်တောက်တက်တဲ့လူတွေပေါ့ဗျာsocial drinking ကိုရတလားဆရာလို့ပြောခဲ့မယ်ဆိုခဲ့ရင် alcohol ထဲမှာပါဝင်တဲ့ဓာတ်နဲ့ရင်သားကင်ဆာနဲ့ကပတ်သက်ဆက်နွယ်မှုရှိတာကြောင့်မလို့ကိုက social ပဲဖြစ်ပေါ့ဗျာအရက်တောက်ဖူးတယ်ဆိုခဲ့ရင်တော့လေရင်သားကင်ဆာဖြစ်နိုင်တဲ့နှုန်းကပို့ပြီးတော့မြင့်မာတတ်တယ်ဒီလိုလူမျိုးတွေမှာကျွန်တော်ခုနကပြောခဲ့တဲ့လက္ခဏာ6ချက်တွေကတစ်ချက်ကိုစတွေ့ပြီဆိုတဲ့အချိန်မပေါ့စားပဲနဲ့ဆရာဝန်နဲ့တွားပြီးတော့စမ်းသပ်မှုတွေလုပ်တင်ပါတယ်ဗျပြီးတော့ကကိုယ်လက်လှုပ်ရှားမှုနည်းတဲ့လူတွေမှာလည်းအနေရပို့ပြီးတော့ရှိစေနိုင်တယ်ဒီလူတန်းစား9ရက်ပေါ့ဗျာအသက်40 50ကျော်လာတယ်ဆိုတဲ့အမျိုးသမီးတွေကိုယ့်ရဲ့မိသားစုထဲမှာရင်သားကင်ဆာဖြစ်ခဲ့တဲ့
history ရှိခဲ့ဘူးတဲ့လူတွေပြီးတော့အရက်တောက်တက်တဲ့လူတွေအဝါလွန်တဲ့လူတွေကိုယ်လည်းလှုပ်ရှားမှုနေတဲ့လူတွေပေါ့နော်ဒီ၅ချက်ကတော့ပို့ပြီးတော့သတိထားတဲ့တယ်ဗျအဲ့တော့ကိုကရနာကင်ဆာလို့တန်တရားရှိလာခဲ့ပြီဆိုခဲ့ရင်တန်တရားရှိမရှိပါအမျိုးသမီးတယောက်ပေါ့ဗျာကျွန်တော်တို့အသက်20ကျော်လာပြီပေါ့နော်ကျွန်တော်ဆိုခဲ့ရင်အကျိုးပေါ်ဝင်သွားပြီဆိုကြတဲ့ကကိုအလေးကျတစ်ခုလောက်ပါအဲ့ဒါကဘာလဲဆိုတဲ့စီတော့ရေချိုးတိုင်းမှာကိုယ့်ရဲ့ရင်သားကိုစမ်းတက်ကြည့်ဖို့အတွက်လိုအပ်တယ်ဆိုလိုတဲ့သဘောကအရင်ကြီးဖြစ်ညစ်ပြီးစမ်းနေတာလို့မဟုတ်ဘူးတတိထားပြီးတော့ကိုယ့်ရဲ့ရင်သားကိုကြည့်ပေါ့ဗျာအဲ့ချိန်မှာပုံမှန်မှန်တဲ့အဖုကလေးတွေဖြစ်လာခဲ့တယ်လို့ဟိုချင်းကိုက်ဖုလိုမျိုးဟာတွေကိုပြောတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့လက်နဲ့ဆွဲကြည့်တယ်ဆိုခဲ့ရင်မမာလေးတွေဖြစ်နေတယ်လို့ဒါမျိုးလေးတွေဆိုခဲ့ရင်တော့ view site တင်တယ်အနည်းဆုံးကြာတစ်လားတစ်ခါလောက်ကိုယ့်ရဲ့ရှင်သားကိုရေချိုးနေပဲဖြစ်ဖြစ်တေးချာချာလေးကိုပေါ့နော် view site နဲ့စစ်စစ်ကြည့်တင်တယ်ဗျပြီးတော့ရင်သားညမဟုတ်ပေါ့ဗျာဒီဂျိုင်းကြားကိုလည်းတခြားစမ်းတက်တင်တယ်ပေါ့နော်ပြောမယ်ဆိုရင်ဂျိုင်းမှာဒီ lymph node လို့ခေါ်တယ်ပေါ့နော်ဒီတရားရည်ကြောပေါ့နော်ဒါဂျိုင်းအကျိတ်တွေဖြစ်လေသလားပေါ့ဗျာဒါဆိုရင်ဒါရင်သားကိစ္စနဲ့ပတ်သက်မှုရှိတာဟုတ်နော်ပြီးတော့ကိုကတန်တရားရှိခဲ့တယ်ဆိုခဲ့ရင်တော့လေတကြွနားလေကျမကြီးဝင်တယ်ဒါမှမဟုတ်ဆရာဝန်တယောက်နဲ့တွားပြီးတော့စမ်းတက်စစ်ဆေးတင်တယ်ဗျအဲ့တော့ကိုကတန်တရားရှိလာပြီဆရာဝန်ကလည်းညွှန်ကြားလာခဲ့တယ်ဆိုခဲ့ရင် mammogram လို့ခေါ်တယ်ကျွန်တော်တို့ရင်သားကိုစမ်းတက်တယ်ဆိုတဲ့ set ရှိတယ်ဗျဒါနဲ့တွားပြီးတော့စစ်ဆေးကြည့်လိုက်မယ်ဆိုခဲ့ရင်ဟာဒါကအကျိတ်သလားရိုးလားကင်ဆာလားဒါမျိုးတွေကိုဒါစောစောဒါစစ်ဆေးတွေ့ရှိနိုင်တော့တဲ့စစ်ဆေးမှုတွေကဒါတစ်ခုပဲဗျအဲ့တော့လေအသက်40နဲ့50ကြားမျိုးသမီးတွေကစောနာလိုမျိုးတန်တရားဖြစ်ပွဲပေါ့နော်ကိုယ့်ရဲ့ရင်သားမှာအကျိတ်ဖြစ်ခဲ့တယ်ဆိုခဲ့ရင်တော့လေဆရာဝန်နဲ့တိုင်ပေးပြီးတော့ပုံမှန် mammogram လေးရိုက်တင်တယ်ဗျ6လတစ်ခါလောက်ဖြစ်ဖြစ်ဒါရိုက်ဒါတင်ပါတယ်ပြီးတော့က ultrasound လေးရိုက်လို့ရတယ်ဒီ breast ကိုပေါ့နော်ရင်သားကိုပေါ့ဗျာသူကျတော့ဒီအသက်ငယ်တဲ့လူတွေဒီ mammogram စစ်ဆေးမှုတဲ့နေရာမှာမတိကြလို့ပေါ့ဗျာတက်ပြီးစစ်ကမယ်ဆိုတဲ့လူတွေမှာလည်း ultrasound ရိုက်ရတယ်ပေါ့ဗျာအဓိကတော့ mammogram ပေါ့နော်ဒါကအထင်ရှားဆုံးဒါစစ်ဆေးမှုတွေကတစ်ခုပဲကျွန်တော်ပြောခဲ့တယ်လို့ပဲအသက်40နဲ့50ကြာရောက်လာခဲ့ပြီ40ကျော်လာခဲ့ပြီဗျာကိုလည်းတန်တရားချက်တယ်ဆိုခဲ့တော့ mammogram ကို6လတစ်ခါလောက်တော့ဒါစစ်နေပေါ့ဗျာဘာကြောင့်လဲဒီလားကင်ဆာကဆော့တည်ရင်ဆော့ကူပြီးတော့တကယ်ပြောက်ကင်းနိုင်တော့တယ်ဒါကင်ဆာအမျိုးအစားတွေကတစ်ခုပဲဗျာအဲ့တော့ကကိုယ့်ရဲ့ရင်သားမှာအဖုတွေရှိသလားမရှိသလားတတိထားပါကိုယ့်ရဲ့ရင်သားပုံစံတန်းပြောင်းလဲလာခဲ့သလားတတိထားပါကိုယ့်ရဲ့နှုတ်တီးကောင်းအရေးတရားပုံစံတန်းပြောင်းလဲလာသလားအဲ့ဒီနှုတ်တီးကောင်းကနေပြီးတော့တွေးတာမှမဟုတ်လေအရေးတွေထွက်နေသလားဒါလေးတွေကိုလူမရှုနဲ့ဂီယူဒီဇိုင်းနဲ့တတိထားပြီးတော့ပုံမှန်ရင်သားစစ်ဆေးမှုတွေကိုလုပ်ပေးပါဒီလိုလုပ်ပေးခြင်းအပြင်ကိုယ့်ကိုအသက်အန္တရာယ်ဖြစ်စေနိုင်တော့တဲ့ဒီရင်သားကိစ္စဖြစ်ပွားမှုကနေပြီးတော့စောစောစီးစီးနဲ့ကိုကဲတင်နိုင်မှာပဲဖြစ်တယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့ဒီနေ့ညဝင်မှုကိုကျွန်တော်ဒီမှာပဲဆုံးတက်လိုက်ပါတယ်အခုလို့အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်တယ်ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးခဲ့ရင်လည်း subscribe လုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်တယ်ပြီးတော့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးကျေးဇူးဖြစ်ထွန်းခဲ့တယ်ဆိုခဲ့ရင်တခြားကိုယ့်ရဲ့မိတ်ဆွေတွေသိအောင်လည်းမျှဝေပေးပါဦး Okay ပါနောက်ဗီဒီယိုဒီမှာပြန်ဆောင်ကြမယ်နော် bye bye